နံပါတ်4ကတော့ monetization tool များအကြောင်းပေါ့ monetization tool တွေမှာဆိုလို့ရှိရင်အရင်တုန်းကကျွန်တော်တို့ instring s เนาะ instring s ပြီးရင် reel လို့ခေါ်တဲ့ video အတူပေါ့เนาะပြီးရင် bonus เนาะအခုနောက်ပိုင်းက cm ပေါ့เนาะ cm အရှိကောက်ဒီ instring s ရဲ့သဘောတရားကအရင်တုန်းကတော့သူတို့က Facebook ဘက်ကနေပြီးတော့criteria လို့ခေါ်တဲ့အရေးချင်းသတ်မှတ်ချက်တွေကိုဖော်ပြပေးတယ်เนาะဒါပေမဲ့အခုနောက်ပိုင်းမှာ instring s ရောဒီ reel ရော bonus ရောကိုCM နဲ့ကိုပေါင်းထည့်လိုက်တယ်ပေါ့နော် CM ဆိုတာတော့ content monetization ဘတ်တယ်ပေါ့နော် content monetization စက်တက်လို့ခေါ်တော့ပေါ့အလွယ်ခေါ်ရင်တော့ CM လို့ခေါ်ပေါ့အတူကောက်လေးပေါ့နော်အဲ့တော့ instring app မှာဆိုလို့ရှိရင်အရင်တုန်းကနော်သူ့ရဲ့ criteria ရေးချင်းပြည့်မီချက်တွေမှာဘာတွေပါဝင်ရလဲဆိုလို့ရှိရင်အရင်ဦးဆုံး eligible country နိုင်ငံကနေထိုင်နေသူဖြစ်ကြတယ်နော်ပြီးတော့ပြီးဆိုရင်ဒါမှမဟုတ် account တွေအဲ့ဒီလို account တွေကိုသုံးရတာပေါ့ဗျာနော်အဲ့ဒီလိုမျိုးဟာတွေဖြစ်ရမယ်ပြီးသွားပြီဆိုလို့ရှိရင် CMP လို့ခေါ်တယ်နော် content monetization policy ပေါ့နော် content monetization policy သူတို့ရဲ့စံချိန်စံညွှန်းမူဝါဒတွေကိုပြည့်မီရမယ်မချိုးဖောက်အောင်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် follower 9000အနည်းဆုံးရှိရမယ်နော်ပြီးသွားရင်2လအတွင်းမှာ video minute view 6000အနည်းဆုံးရှိရမယ်နော်ကိုယ့်ရဲ့ page ထဲမှာ3မိနစ်ဒါမှမဟုတ်2မိနစ်ကျော်3မိနစ်အထက်ပေါ့နော်အဲ့ဒီလိုမျိုး video မျိုးနော်အနည်းဆုံး5ပုတ်ရှိနေရမယ်ပေါ့နော်အဲ့ဒါကတော့ဒါကတော့ instring s ပေါ့အခုနောက်ပိုင်းကဒီ criteria တွေကအရေးချင်းသတ်မှတ်ချက်တွေကမလိုအပ်တော့ဘူးလားဆိုတော့မဟုတ်ပါဘူးเนาะလိုအပ်ပါတယ်เนาะလိုအပ်တယ်သူရဲ့ criteria တွေကိုလိုအပ်ပါတယ်တချို့တွေကမလိုအပ်ဘူးထင်ကြတယ်ပေါ့เนาะအမှန်တကယ်တော့လိုအပ်တယ်သူရဲ့ criteria တွေကိုသူတို့အပြီးပယ်ဖြတ်ကြောင်းသတ်မှတ်ချက်ကြေညာချက်မထုတ်ပြန်သေးဘူးပေါ့เนาะအဲ့ဒီ CM ထဲမှာအခုဥပမာကိုက CM ထဲမှာเนาะ တချို့တွေကြုံဘူးလားတော့မသိဘူးเนาะကျွန်တော်ဒီ video အရှိအတွက် instring s အတွက်ရနေပေမဲ့photo တွေဒီစာတွေအတွက်ပေါ့เนาะbonus မရတာမျိုးတွေကြုံဘူးလားမသိဘူးပေါ့เนาะအဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်တို့ရဲ့ criteria မပြည့်လို့ဗျာเนาะအဲ့ဒါကတော့ဒါတချို့တွေကနားလေရတော့ခတ်တယ်เนาะဒါပေမဲ့read တွေပါဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်းပဲเนาะတချို့တွေ read မရဘူး read အတွက်ပတ်စံမရတာကြုံဘူးတယ်နဲ့တူတယ်เนาะအဲ့လိုမျိုးတွေဖြစ်တတ်တယ်ကျွန်တော်လည်းဒါကြုံဘူးတယ်နော်ကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်နော်ဆိုတော့ကျွန်တော်ဆက်သွားလိုက်မယ်နော်ဒီ reel ကကျတော့စက္ကန့်60ပေါ့10မိနစ်နဲ့စက္ကန့်30နော်15စက္ကန့်အထက်ဒါမှမဟုတ်စက္ကန့်30အထက်ပေါ့နော်ကျွန်တော်ကတော့စက္ကန့်30အထက်ကိုပို့ကြိုက်တယ်သူရဲ့ criteria တွေကလည်းဒီ instring s နဲ့ဆင်တူတယ်ဆင်တူပေမဲ့instring s လိုမျိုးတော့ video minute view တွေပါတယ်သူကအတိအကျဖော်ပြထားတာမရှိဘူးဒါပေမဲ့ eligible country မှာနေထိုင်တဲ့သူတော့ဖြစ်ရမယ်ပေါ့သူတို့ခွင့်ပြုတဲ့နိုင်ငံကသူတော့ဖြစ်ရမယ်နော် CMP တွေ PMP တွေလိုက်နာရမယ် CMP ဆိုတဲ့ဥစ္စာကအရှိကောက်က content monetization policy လို့ခေါ်တယ်နော် PMP ဆိုတာက partner monetization policy လို့ခေါ်တယ်ပြီးသွားပြီ community standard တွေရှိမယ်နော်ကျွန်တော်တို့ဒီ policy အကြောင်းအရာတွေမှာဆို intellectual property တွေအများကြီးပဲရှိတယ်နော်ဒီ Facebook မှာကလေအဲ့ဒီဥစ္စာတွေအကြောင်းအရာစုံစုံလင်လင်ကိုသူ့ရဲ့မူဝါဒအစုံလင်ကိုသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီသင်တန်းမှာသင်ပေးထားတာတွေရှိပါတယ်နော်အဲ့ဒါကတော့ကိုဘကိုလည်းလေးလာလို့ရတယ်ဗျနောက်တစ်ခုကကျတော့ bonus ပေါ့ bonus ကကျတော့ကျွန်တော်တို့ဒီပုံတွေစာတွေ video အရှိတွေပေါ့နော် video အရှိတွေကိုသူက support ပေးတယ်ပတ်စံရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီ CM တွေကိုပေါင်းထည့်လိုက်မယ်ပေါင်းထည့်လိုက်တဲ့အခါအတွက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတတိတတ်မပေးတော့ဘူးပေါ့နော်မပေးတော့ဘူးနော်သူ့မှာလည်းဒီတိုင်းမှာပဲအဲ့ဒီinstring s နဲ့ဆက်နွယ်တဲ့ဒီ criteria တွေရှိပါတယ်အရေးချင်းသတ်မှတ်ချက်တွေရှိပါတယ်เนาะအဲ့တော့ CM ကကြတော့ကျွန်တော်တို့ဒီ၃ခုလုံးပေါင်းထည့်ထားတာဖြစ်ပါတယ်အဲ့ဒီ CM အကြောင်းအရာကိုလည်းကျွန်တော်အခြေတဝင်းရေးပေးထားတာတွေရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့နောက်တစ်ခုကအဲ့ဒီမှာမှားတတ်တဲ့ star တို့ subscription ကပတ်စံရတာလားဆိုမဟုတ်ပါဘူးเนาะအဲ့ဒီဥစ္စာကိုလည်းကျွန်တော်တီးတန့်ဗီဒီယိုနဲ့တင်ပေးထားတာရှိပါတယ်เนาะအဲ့ဒါကိုတွားပြီးတော့ကြည့်ပါเนาะကျွန်တော်ခုနကပြောသွားတဲ့အထဲမှာဒါmonetization tool လေးအကြောင်းကျွန်တော်အကျဉ်းအားဖြင့်ပြောသွားတာအဲ့တော့ကျွန်တော်တို့ဒီနံပါတ်5အချက်မှာဆိုလို့ရှိရင်ကျွန်တော်ဗာထည့်ထားလဲဆိုတော့အရေးကြီးတဲ့ policy တွေကိုသိထားရမယ်ပေါ့နော်အရေးကြီးတဲ့ policy တွေကိုသိထားရမယ်ဆိုတော့နံပါတ်1နဲ့နံပါတ်1အကြောင်းအရာတော့ကျွန်တော်တို့ဒီအဓိကအရေးကြီးတာကတော့ဒီ ineligible country မှာနေထိုင်တဲ့သူမဖြစ်စေနဲ့ပေါ့နော်ဘာလို့ဆိုတော့ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုဘယ်လောက်ကြိုးစားအရာထင်မှာမဟုတ်ဘူးလေเนาะအဲ့ဒါတော့အရေးကြီးဆုံးပဲเนาะပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် CMP တွေ PMP တွေ content monetization policy partner monetization policy ပြီးသွားရင် community standard တွေเนาะပြီးသွားရင်ကျွန်တော်တို့ copyright တွေเนาะ intellectual property law copyright တို့เนาะအဲ့ဒါတွေရှိမယ် trademark policy တွေအများကြီးရှိတယ်เนาะ
ပြီးသွားပြီဆိုရင်ဟို violent လို့အကြမ်းဖက်တဲ့ဥစ္စာတွေပေါ့နော်ပြီးသွားရင်တည်င်းမဟုတ်မမှန်တင်တာမျိုးတွေမဟုတ်တဲ့ဥစ္စာတွေတင်တာမျိုးတွေ spam တွေအများကြီးရှိတယ်ပေါ့နော်ဒီ Facebook spamming နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကျွန်တော် video lesson တွေနဲ့ပြောပြထားတာတွေအများကြီးရှိပါတယ်เนาะဝင်ပြီးတော့ကြည့်ပေါ့เนาะကျွန်တော်တွေမှာaccount တွေမှာ wall တွေမှာpage တွေမှာကျွန်တော်တင်ထားတာရှိပါတယ်เนาะနောက်တစ်ခုကကျွန်တော်အရေးကြီးတာ engagement base လို့ခေါ်တယ်ပေါ့เนาะ engagement base ကဘာလဲဆိုတော့ကျွန်တော်တို့သူက Facebook ဘက်ကသူကလိုချင်တာက authentic ပေါ့เนาะ authentic like တွေ follower တွေနောက်ပြီးသွားရင် comment တွေ share တွေ view တွေအဲ့ဒါတွေဝယ်လိုချင်တာအဲ့ဒါကြောင့်မလို့တချို့တွေကကြောက်အဲ့ follower တောင်းတဲ့ကိစ္စတွေတော်တော်ရှုပ်တယ်နော်တော်တော်ရှုပ်တယ်ဆိုတာပြီးသွားရင်invite လုံးမခံအောင် invite လုံးမခံအောင်ဆိုတာအဲ့ဒါတွေပါတယ်နော် engagement base လို့ခေါ်တယ်သူကအဲ့ policy ကိုထည့်ထားပြီးသားနော်ကိုက like တောင်းနေလို့မရအောင်တောင်းနေရမယ့်ကိစ္စလည်းမဟုတ်ဘူးတခုရှိတာကFacebook ဘက်ကခွင့်ပြုပေးထားတာ page ကို promote လုပ်လို့ရတယ် follower မြန်မြန်တိုးချင်တယ်ဆိုလို့ရှိရင် page ကို promote လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကိုယ့်ရဲ့ဗီဒီယိုတွေကို minute view များချင်လို့ဆိုပြီးတော့ boost ထိုးလို့လည်းမရဘူးเนาะအဲ့ဒီ boost ကိုလည်းသူတို့ကလက်မခံဘူးအဲ့ဒါကသူတို့က authentic ပဲသူတို့ကလက်ခံတာအဲ့ဒါကြောင့်မလို့ engagement base ဆိုပြီးတော့ထည့်ထားတာဘာလို့လဲဆိုတော့သူတို့ဘက်ကကြည့်ရင်လည်းမှန်တယ်လीเนาะသူတို့ပတ်စံပေးရမယ့်လူကဗျာဟိုကျွန်တော်အခုမှအရင်တော့ဆိုလို့ရှိရင် video minute view 6000ပေါ့เนาะလိုအပ်တယ်ဆိုပြီးတော့ boost ထိုးလိုက်မယ်ဗျာเนาะဒေါ်လာဟို30ဘိုးလောက်ထိုးလိုက်တယ်ဆိုလို့ရှိရင်ကောင်းရပါတယ်เนาะအဲ့ကြောတော့ထိုးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီက minute view ရလာပြီဆိုလို့ရှိရင်အဓိကအရင်တော့ minute view ပဲလေเนาะအဲ့ဒီ minute view ရလာပြီဆိုလို့ရှိရင်ကိုကရှောက်နေလို့ရနေပြီလေเนาะအဲ့ဒါကြောင့်မလို့သူတို့က engagement base ကို policy ကိုထည့်ပြီးတော့ဒီ authentic ကိုပဲသူတို့ကလက်ခံတော့တာเนาะအဲ့ဒီလိုမျိုးဒါသိအောင်ပြောပြတာဒီ engagement base အကြောင်းအရာကိုလည်းကျွန်တော်ကျေတုံးဝင်ရေးပေးထားတာရှိတယ်เนาะရှာဖတ်လိုက်ပေါ့เนาะအဲ့တော့ community standard တွေပေါ့เนาะပြီးတော့violent လို့เนาะကျွန်တော်အခုပြောသွားတဲ့ဥစ္စာတွေကအများကြီးပါပဲเนาะဒါတေချာဆုံးလင်းသိကျင်တော့ကျွန်တော်အဲ့တန်းတန်းထဲမှာထည့်ပေးထားတယ်ဗျเนาะအဲ့ဒါလည်းကျွန်တော်တိတ်မပြောချင်เนาะပြီးတော့အဲ့မြန်မာ creator တွေအတွက်ကျွန်တော်နံပါတ်6ချက်အနေနဲ့ကတော့မြန်မာ creator တွေအတွက်အကြံပြုချက်ပေါ့เนาะနံပါတ်6ချက်အနေနဲ့ကတော့ကျွန်တော်မြန်မာ creator တွေအတွက်အကြံပြုချက်များဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတယ်ထည့်ပေးထားရဆိုတော့ကျွန်တော်တို့အဓိကအရေးကြီးတာကကျွန်တော်ပါတနာဖြစ်ဖို့လိုအပ်ပါတယ်ပါတနာဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ eligible country နိုင်ငံကအကောင့်တွေကိုအသုံးပြုဖို့လိုအပ်တယ်။နောက်ဒါမှမဟုတ်လဲကိုယ့်ရဲ့အသိမိတ်ဆွေတွေကိုเนาะ admin တွေနဲ့ကိုယ့်ရဲ့ page ထဲမှာ admin တွေနဲ့ထည့်ထားတာတွေဒါမှမဟုတ် post တင်ခိုင်းတာတွေလုပ်လို့ရပါတယ်။ကိုယ်တိုင်ကမြန်မာနိုင်ငံကစီမံခြင်းနဲ့ဆိုလို့ရှိရင်တော့တေချာ setting တွေချိန်ပြီးတော့သုံးသပ်ဖို့လိုအပ်ပါတယ်။နောက်မြန်မာနိုင်ငံကအကောင့်တွေကိုတော့မထည့်ထားတာပို့ပြီးတော့ကောင်းပါတယ်။เนาะနောက်တစ်ခုကကျွန်တော်ဒီလိုမျိုး service ပေးတဲ့ service သမားတွေလည်းတွေ့ရတယ်ရှိတယ်ဗျเนาะယုံကြည်ရတဲ့ service သမားတွေရှိတယ်เนาะအဲ့လိုမျိုးလည်းလုပ်လို့ရတယ်ဒါပေမဲ့ကိုကတချို့ကြောက်လဲကျွန်တော်ဆိုလို့ရှိရင်ဗျာကိုယ့်ရဲ့ page ကိုယ့်ဘက်ကိုပဲစီမံချင်တာအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ setting ကိုယ့်ဘက်ကိုတေချာချိန်ပြီးတော့ကိုကလည်းအဲ့ဒီနိုင်ငံကလိုမျိုး account တွေနဲ့တုံးပြလို့ရမယ်ပေါ့เนาะရပါတယ်เนาะအဲ့တော့နောက်တစ်ခုကကျွန်တော်စူးစမ်းလို့ဒီ setup တွေပေါ်လာတယ်ဆိုလို့ရှိရင်ပေးအောင်ကောက်လျှောက်ထားတဲ့အခါမှာID card တွေ ban တွေကိုချိတ်ဆက်ရပါတယ်ထည့်ရပါတယ်ပေါ့เนาะထည့်တဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံကဟာတွေလုံးဝထည့်လို့မရပါဘူးเนาะဒါပြောထားပါတယ်လုံးဝထည့်လို့မရပါဘူးတချို့တွေကကြတော့အဲ့လိုမျိုးထည့်လိုက်တော့ကိုမလုတ်တက်ဘဲနဲ့ရှောက်လုတ်လိုက်တဲ့အခါကျတော့ကိုယ့်ရဲ့တကယ်ရလာမယ့်အခွင့်အရေးတွေကဆုံးရှုံးသွားတယ်เนาะနောက်တစ်ခုကမကုံသိတဲ့ပတ်စံတွေပို့ကုန်သွားတယ်เนาะအဲ့အကြောင်းမလို့မလုတ်တက်ရင်ဘာမှမလုပ်ပါနဲ့မလုတ်လို့ဘာမှမဖြစ်ပါဘူးတေချာစုံစမ်းပြီးမှနားလေတဲ့လူတွေကိုမေးမြန်းပြီးမှလုပ်ပါเนาะဒါကတော့အဓိကအရေးကြီးပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဒီ post တွေကိုဖန်တီးတဲ့နေရာမှာလဲကိုယ့်ရဲ့ original content လို့ခေါ်ပါတယ် original content နဲ့ copy content ဆိုတာเนาะသူများဥစ္စာကိုကိုကယူသုံးလိုက်ပြီဆိုလို့ရှိရင်ဒါ copy content ပဲเนาะကိုယ့်ဘက်ကိုဘယ်လောက်ပဲပြင်ထားဒါ copy content ပဲเนาะဟို original content ဆိုတာကိုယ်တိုင်ရိုက်တာအခုကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ရိုက်တာဗျာဒါကျွန်တော်ရဲ့ contentเนาะကျွန်တော် original content လို့ခေါ်လို့ရတယ်ပေါ့เนาะအဲ့ဒါကို original content လို့ခေါ်တယ်ကိုယ်တိုင်ကိုယ့်ရဲ့ဥစ္စာနဲ့ကိုယ့်ဘာကိုဘယ်သူမှမရှိဘူးเนาะအဲ့ဒါမျိုးခေါ်တာတချို့တွေကမှားယွင်းနေလို့เนาะအဲ့ဒါကိုပြောပြချင်တာเนาะအဲ့လိုမျိုး content တွေကိုဖန်တီးပါဘာဖြစ်လို့ဖန်တီးခိုင်းတာလဲဆိုလို့ရှိရင် Facebook ဘက်ကအခုနောက်ပိုင်းဒီ Facebook spamming content ဆိုပြီးတော့ပြောထားတာရှိပါတယ် policy တရက်အနေနဲ့ချမှတ်ထားတာရှိပါတယ်เนาะအဲ့ဒီအတွက်ကြောင့်เนาะကိုယ့်ရဲ့ original content သမားတွေကအရန်အလေးတာပါတယ်ဟိုဘယ်လိုပြောမလဲ Facebook ကပတ်စံရှာဖို့ဆိုလို့ရှိရင်အခွင့်အရေးပုံများရတယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ page ကိုကျွန်တော်အပေါ်မှာပြောသွားသလိုပဲနော်တန်တန်ရှင်းထားပေါ့နော်ဟိုဘာမှ policy တွေဘာတွေမညှိစွန်းစေနေပေါ့နော်ကိုကလည်းလေးလာပြီးတော့ဒီလိုမျိုးထားလို့ရှိရင်အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်
နော်နောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ monetization အတွက်ပေါ့နော် Facebook မှာဘယ်လိုပတ်စံရှာရမလဲဆိုတာကိုအကျန်းအဖြစ်တော့တော်တော်ဆုံးဆုံးလင်းလင်းသိသွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်နော်ကျွန်တော်အခုပြောသွားတဲ့အပိုင်းတွေထဲမှာနားထောင်ကြည့်လို့မှနော်ဒါမှမဟုတ်ကျွန်တော်ရေးတဲ့စာတွေထဲမှာနော်နားမလည်တဲ့အပိုင်းတွေရှိတဲ့အခါကျလို့ရှိရင်ကျွန်တော်ကအကျန်းအဖြစ်တွေပဲရေးပြရတာလေအကုန်လုံးအသေးစိတ်လိုက်ရေးပြနေလို့လည်းမရဘူးလေနော်ပြောပြလို့လည်းမရအချိန်မလောက်ဘူးလေနော်အဲ့တော့တချို့တွေကြောင့်လည်းတချို့ဟာတွေကြောင့်လည်းကိုယ်ကောင်းထဲမှာပေါ်တဲ့ဟာကိုကျွန်တော်ပြောပြရတာလေနော်ပြောပြရတဲ့အခါကျတော့ကြံတဲ့ဟာတွေလည်းကြံသွားတာပေါ့နော်တချို့ဟာတွေကြောင့်လည်းကျွန်တော်ကအကုန်ပြောပြလို့မကောင်းဘူးမရတဲ့အပိုင်းတွေလည်းရှိတယ်လीနော်အဲ့ဒါကြောင့်မလို့ဒါတွေကိုနားလည်ပေးဖို့လိုအပ်ပါတယ်နော်အဲ့တော့မသိတဲ့အပိုင်းနဲ့မသိတဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်လာမေးပါ Messenger မှာနော် Messenger မှာလာမေးတဲ့အခါကျရင်ကျွန်တော်ဖြည့်ပေးပါပြောပြလို့ရတဲ့အပိုင်းစီဆိုလို့ရှိရင်ကျွန်တော်အကုန်ပြောပြပေးပါတယ်နော်အားလုံးအဆင်ပြေကြပါစေခင်ဗျာ